Hi အားလုံးပဲမင်္ဂလာပါ Miss Chinese Flow မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့拼音ရဲ့ part 3ဖြစ်တဲ့ fixed syllable ဆိုရဲ整体认读音节ဆိုတဲ့အကြောင်းကို share လုပ်ပြမှာဖြစ်ပါတယ်整体认读音节ဆိုတာကကြတော့သူက B နဲ့တရနဲ့ပေါင်းစပ်ထားရဲဆိုပေမဲ့ B နဲ့တရကိုအတန်ခွဲပြီးတော့မှအတန်ထွက်လို့မရပါဘူးတခါတည်းတစ်ပြိုင်နက်တည်းမှတ်ပြီးတော့မှထွက်ရမယ်အတန်လေးဖြစ်ပါတယ်ဘာလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်知吃是日子次四一五余夜月圆阴云阴ဒီရဲ့စချလုံးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တွေ့တဲ့အတိုင်းပဲ B နဲ့တရာနဲ့ပေါင်းစပ်ထားတယ်ဒါပေမဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင်知ဆိုတဲ့ဟာကို知一ဆိုပြီးတော့မှ B နဲ့တရာကိုခွဲပြီးတော့အတန်မပေါင်းပါဘူးတခါတည်းပဲ知ဆိုတဲ့အတန်လေးကိုထွက်ပြရမှာဖြစ်ပါတယ်所以整体认读音节就是简体记整体认和整体读的这个意思အဲဆိုလို့ရှိရင်အလုံးပဲနားလေတပုတ်ပေါင်းမယ်လို့မျှော်လင့်မိပါတယ်နောက်ဗီဒီယိုဒီမှာဆက်တွေ့ကြအောင် bye bye